ဒီမိန်းကလေးကမိသားစုဆင်းရဲပေမဲ့အဝတ်အစားဝယ်တိုင်းဒေါ်လာတောင်းချီအောင်မကြဘူးအကြောင်းရင်းတစ်ခုပဲရှိတယ်ချမ်းသာတဲ့အမတယောက်ရှိလို့သူမဘာတောင်းအမကတခါမှမညင်ဘူးမျောလင်းထားသလိုပဲဒေါ်လာ2000တန်နဲ့အဝတ်အစားကိုကင်လာတဲ့အချိန်အမကစဉ်းစားတော့မလုပ်ပဲသဘောတူလိုက်တယ်ဒါနဲ့အလိုမသိလောဘကြီးပဲမိန်းကလေးကအဝတ်အစားလက်ဝတ်ရတနာတွေကိုအစုလိုက်အပြုံလိုက်ဝယ်လိုက်တယ်ဒါပေမဲ့ငွေချေပြီးထုံးမဲ့ဆိုတဲ့အချိန်မောညစ်အချက်ပေးတန်ကြားလိုက်ရတယ်။ဝန်တန်းတွေကသူမဝစ်ထားတဲ့အဝတ်နဲ့လက်ဝတ်ရတနာကိုမပေးချေရသည်ဟုလို့ပြောလာတယ်။မိန်းကလေးကချက်ချင်းအမကိုမေးလိုက်တယ်။ဘာလို့ငွေမပေးတာလဲလို့ဒါပေမဲ့အမကပြတ်မေးလိုက်တယ်။ငါကမင်းအမပဲမင်းအမေမဟုတ်ဘူး။ဘာလို့ငါပေးရမှာလဲလို့အဲ့လိုပြောပြီးခိုးသမီးကိုခေါ်ပြီးထွက်သွားလိုက်တယ်။မိန်းကလေးကမထီလဲဘူး။အမရဲ့ရှေ့မှာရပ်နေတဲ့သူကအရင်ဘဝကပြန်မွေးလာတဲ့သူဆိုတာကိုအရင်ဘဝမှာစာမေးပွဲဖြင်းစင်မှုမိန်းကလေးကိုအမရဲ့အိမ်မှာနေခွေးပေးခဲ့တယ်။ကွယ်လွန်သွားတဲ့ခင်မိုးကိုလေးစားလို့သူမကိုလက်ခံထားပြီးမိန်းကလေးနှစ်ယောက်လုံးအတွက်အကောင်းဆုံးဆရာတွေကိုငှားပေးခဲ့တယ်။အဲဒီကြိုးစားမှုကြောင့်နောက်ဆုံးမှာသူမသမီးနဲ့မိန်းကလေးနှစ်ယောက်လုံးဟာဘတက်ခွင့်ရသွားတယ်။အောင်ဝင်းနေမှာသတင်းထောက်တွေကသူမရဲ့ပညာရေးနည်းလမ်းကိုမေးမြန်းလာကြတယ်။ဒါပေမဲ့မထင်မှတ်ပဲမိန်းကလေးကဒါယာရီတို့အုပ်ထုတ်ပြီးလူရှိမှပဲအမကကိုယ့်ကိုနှိပ်စက်ခဲ့တယ်လို့စူစားလိုက်တယ်။ရှင်းပြခြင်းတော့မရခင်ဒေါ်ဒါထွက်နေတဲ့ဆွေမျိုးတွေကဝိုင်းလာပြီးအရှိမလျှော်ယောက်ျားအကိုကသူမကိုတွန်းချလိုက်တယ်။ခေါင်းကစပွဲနဲ့တိုက်ပြီးချက်ချင်းတတိလိတ်သွားတယ်။မျက်လုံးဖွင့်လာတဲ့အချိန်တနေ့အရင်ကိုပြန်ရောက်နေပြီ။အဲဒီနေ့ကမင်းကလေးအင်္ဂလာတဲ့နေ့ပဲ။ဒီတစ်ခေါက်တော့ကန်ချမကအခွင့်အရေးပြန်ပေးလာတဲ့အတွက်အမကဆုံးဖြတ်လိုက်တယ်။မကျေးဇူးတည်တဲ့ဒီကလေးကိုအဖိုးကပြန်ပေးခိုင်းမယ်လို့သူမရဲ့သဘောကောင်းတဲ့သမီးကမင်းကလေးကိုအဲကန်နဲ့ခွာသွားလိုက်တယ်။မကြခင်ယောက်ျားအကိုကနေစရိတ်အတွက်ဒေါ်လာ900ပို့လာပြီးတင်းနေ့လုံးကလေးကိုကြည့်ပြီးဟိုတောင်းတယ်။မိန်းကလေးကအတန်ကြားတန်နဲ့အပြေးလာပြီးငွေမိဘတွေပို့လာလားလို့မေးတယ်။အဲ့ဒီမန်ကားတဲ့မျက်နှာကိုမြင်ပြီးအမကအေးဆက်ဆက်ပြုံးလိုက်တယ်။အရင်ဘဝမှာကလေးရဲ့ဂုံတိတ်ခါမထိအောင်ငွေလွှဲမှတန်းကိုမပြားတယ်ကို။ဒါပေမဲ့နောက်ဆုံးမှာမိန်းကလေးကအမကငွေယူထားတယ်လို့ပဲထင်ခဲ့တယ်။ဒီတစ်ခေါက်တော့မအယူလို့တော့ဘူးချက်ချင်းဒေါ်လာ900ကျွဲထားတာကိုပြပြီးဒါကစားဖို့တော့မလုံဘူးအင်ငါကဆိုရင်တော့မပြောနဲ့လူပြောလိုက်တယ်မိန်းကလေးကချက်ချင်းကြောက်ပြီးလက်ကိုဆွဲကိုင်းဆင်းရဲတယ်လို့တရုပ်ဆောင်ပြီးမစားရလို့ဘာလို့တောင်းပန်တယ်အမကချက်ချင်းတပိုးတူလိုက်တယ်ဘာလို့လဲဆိုတော့တကယ်ဇလန်ကနောက်မှရှိသေးလို့နောက်နေ့သမီးနဲ့မိန်းကလေးကြောင်းမတုံကျင်တဲ့အချိန်ဆီယာမကဖုံးဆက်လာတယ်မိန်းကလေးရဲ့ကြောင်းကမပေးရသေးဘူးချက်ချင်းကြောင်းလာပေးပါလို့အမကဇီယာမကိုမခက်ခဲစေချင်လို့ချက်ချင်းကြောင်းသွားလိုက်တယ်။မိန်းကလေးတော့ဘာမှမဖြစ်တယ်လို့အမပဲပေးမယ်ဆိုတာတီးချနေတယ်လို့နေလို့အရင်ဘဝမှာအမကသူမအရှက်မရအောင်ကိုယ်တိုင်ကြောင်းလာကပေးခဲ့လေ။ဒါပေမဲ့မိန်းကလေးကမိဘတွေကငွေပို့ပြီးသားထင်ပြီးအမကမပေးချင်လို့လူရှိမှအရှက်ခွာတယ်လို့ထင်ခဲ့တယ်။ဒီဘဝမှာတော့အမကမပါဝင်တော့ဘူး။ဇီယာမမေးတဲ့အခါမသိတယ်လို့လို့ကြီးကျမကအမပဲပါလို့ပြောလိုက်တယ်။ဇီယာမကမိန်းကလေးကိုမေးတော့သူမကမိမတွေငွေပို့ပြီးတာဘာလို့မပေးတာလဲလူပြန်ပြောတယ်အမကချက်ချင်းယောက်ျားအကိုကိုဖုံးဆက်ပြီးမေးလိုက်တယ်အဲ့ဒီလူကရှက်စရာမရှိပဲကလေးကိုအမစီလွှဲထားပြီးတာအားလုံးသူမအတာဝင်းလို့ပြောလိုက်တယ်ဒါနဲ့အမကတိုင်တယ်လို့ပြောလိုက်တယ်ခိုးသမီးเจ้าလာကပေးပြီးသားအခုငွေမချမ်းတော့ဘူးမပေးနိုင်လို့ထွက်ရမယ်လို့အဲ့ဒီအချိန်မှာယောက်ျားအကိုကမလိုလားပဲငွေလွှဲပေးပြီးသမီးကိုဆဲဆိုတတိပေးလိုက်တယ်အမတော်ဒီမိသားစုနဲ့မငင်းတော့ဘူးအိမ်ပြန်လိုက်တော့သမီးကိုထွားတွေ့လိုက်တယ်။သမီးကအဲ့ဒီမင်းကလေးတောင်စိတ်မညစ်နဲ့လို့ပြောတယ်။အရင်ကအတူအနေရင်အိမ်ကပစ္စည်းတွေခိုးရပြီးလဲဆိုးခိုးပြီးပျောက်သွားတာကိုသမီးပေါ်အဖြစ်ထားခဲ့တာလည်းရှိတယ်။ဒီအချိန်မှာတော့အမကနားလဲသွားတယ်။ဒီကလေးကအစကတည်းကအကျင့်ပုံနေတာဆိုတာကိုဒါကြောင့်အိမ်ပြန်လာတာနဲ့ CCTV ကင်မရာတွေချက်ချင်းတက်လိုက်တယ်။မျောလင်းထားတယ်လို့ပဲရက်အနေငယ်ကြတော့သမီးမျက်လီနဲ့အိမ်ပြန်လာပြီးအတန်းကုန်မိပါကလေဆိုးခိုးတယ်လို့စူစားလာတယ်။အမကအန်အောသွားတယ်။မကြခင်မှာလေဆိုးအသက်ဝဲဖေးထားတာကြောင့်ခိုးစရာအကြောင်းမရှိဘူး။ဒါပေမဲ့ရှင်းပြမယ်ဆိုတဲ့ချိန်မိန်းကလေးကလေဆိုးကိုကိုယ့်အိတ်ကထုတ်ပြီးဒီဟာပါလို့ပြောလိုက်တယ်။သမီးစကားမပြောနိုင်တာကိုမြင်တော့အမကချက်ချင်း CCTV ကြည့်မယ်လို့ပြောလိုက်တယ်။မိန်းကလေးကတားပြီးမယ်အမကမလော့လျှော့ဘူး။ဗီဒီယိုဖုန်းလိုက်တော့ရှင်းရှင်းလင်းလင်းလေဆိုးကိုမိန်းကလေးကကိုယ်တိုင်သမီးရဲ့အိတ်ကထဲ့ထားတာပေါ်လာတယ်